သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်တပေါင်းလာပြီကျော်2ရက်2011ခုနှစ်မလ9ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနစဘူတိရိဗိမာန်တော်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌ဥမျိုးသိန်းတော်ကေခိုင်အာကြီးမြတ်ဖုံးခိုင်တားငယ်တော်တာဖုံးခန့်အာကြီးမြတ်ဖုံးခန့်တားငယ်တော်တာဖုံးခန့်မိသားစုတို့ကတော်ကေခိုင်ဤဝေနေ့အမှတ်တရဓမ္မပူဇာသဘင်ဖြစ်ဆင်ကျင်းပရာဝယ်ဟောကြားအပ်သောနေ့တိုင်းဆင်ခြင်စိတ်ကိုပြင်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုံပြုကတည်ကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူကြရရှာနေပြီမဟာကရုဏီကတတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနေ့တိုင်းဆင်ရင်စိတ်ကိုပြင်းလို့ဗုဒ္ဓရဲ့အဆုံးအမဩဝါဒအတိုင်းဘုန်းကြီးတွေနာယူမှတ်သားပြီးတော့ကိုယ်ဘဝမှာကောင်းကျိုးချမ်းသာတွေရဖို့ဆင်းရဲဒုက္ခတွေကလွတ်မြောက်ဖို့လို့နေ့စဉ်မှာဘာလုပ်သင့်တယ်လဲဘာလုပ်ရမလဲလို့ကောင်းကျိုးချမ်းသာလိုလားတဲ့ပုဂ္ဂိုလ်တိုင်းစဉ်းစားမိကြမှာပဲတွေးတောမိကြမှာပဲတခြားဘာသာဝင်တွေနဲ့တခြားဘာသာရဲ့အဆုံးအမတွေနဲ့မတူဘုရားမြတ်စွာရဲ့အဆုံးအမက mind center religion လို့ပြောလူတွေရဲ့အသိစိတ်ကိုဗဟိုပြုပြီးတော့ကောင်းအောင်လုပ်တဲ့ဒီစနစ်တစ်ခုပဲဘုရားဘာသာလွဲလို့ဉာဏ်နဲ့ဘာသာဝင်တွေရဲ့အဆုံးအမကတော့ဘယ်ဟာကိုဗဟိုပြုလို့ဆို God Center Religion လို့ခေါ်တယ်သူတို့တကုရှင်ထာဝရဘုရားကိုဗဟိုပြုပြီးတော့ဆုံးမဩဝါဒပေးတာ
ဘာပဲဖြစ်ဖြစ်ဘယ်ရာကိုပဲဗဟုပြုပြီးတော့ကောင်းအောင်လုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ကောင်းတာပဲကောင်းကျိုးချမ်းသာရမှာပဲကောင်းတဲ့အကျင့်မှန်သမျှကောင်းကျိုးချမ်းသာရနိုင်တယ်ကောင်းအောင်လုပ်တဲ့အကျင့်ဆိုတာဟာလောကလူသားတွေမှာသဘာဝအတိုင်းရှိနေတဲ့အကျင့်တရားမျှတာဖြစ်တယ်ပေါ့ဆိုလိုတာကအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတာလူသားတွေမှာသဘာဝအားဖြင့်ရှိပြီးသားဖြစ်တယ်သို့တော့အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တဲ့သဘာဝတရားဟာဘယ်ဟာလဲလို့ဆိုမသိနိုင်ကြဘူးအဲ့လိုမသိသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာရလိမ့်နိုးနဲ့မျှော်ကိုးပြီးတော့လောက်ကင်ချစ်ဆောင်ကြတဲ့အခါမှာလွယ်လွယ်ချော်ချော်မှားမှားယွင်းယွင်းနေဖြစ်ကုန်တာပေါ့အဲ့တော့မြတ်စွာဘုရားကတော့အလုံးကောင်းချမ်းသာရဖို့ရအတွက်ကိုယ့်ကိုထိမ့်သိမ်းဆော့ရှော့အောင်မှာတော့လူတိုင်းအသီးသီးရဲ့တဏ္ဍာမှာရှိတဲ့စိတ်ပဲကိုယ်စိတ်ကိုပြင်ပေးခြင်းအပြင်အတွေးစိတ်တွေကိုပြင်လိုက်ခြင်းအပြင်ပြောဆိုမှုကိုလည်းပဲပြင်ဆင်ပြီးသားဖြစ်သွားတယ်လောက်ကင်မှုတွေကိုလည်းပဲပြင်ဆင်ပြီးသားဖြစ်သွားတယ်အခြေခံဖြစ်တဲ့စိတ်ထားကမကောင်းဘူးဆိုလို့ရှိရင်ပြောသမျှစကားလုပ်သမျှအလုပ်တွေဟာအကောင်းဖြစ်လာဖို့မရှိနိုင်ဘူး။ဘာဖြစ်လို့တော့ဆိုတော့မကောင်းတဲ့စိတ်ကမြစ်ဖြားခံလာတဲ့အရာဟာမကောင်းတာပဲဖြစ်မှာပေါ့။ကောင်းတဲ့စိတ်ကိုမြစ်ဖြားခံလာပြီးတော့ကောင်းတဲ့စိတ်ကနေမြစ်ဖြားခံလာတဲ့ပြောတဲ့စကားလုပ်တဲ့အလုပ်တွေဟာကောင်းတဲ့အရာတွေဖြစ်တယ်ပေါ့။အပြစ်ကင်းတဲ့ပေါ့။ဆိုလိုတာကအပြစ်ကင်းတဲ့စိတ်နဲ့တွေးမှအပြစ်ကင်းတဲ့စိတ်ကိုအခြေခံပြီးတော့ပြောမှကောင်းတဲ့စကားဖြစ်တယ်အပြစ်ကင်းတဲ့စိတ်ကနေပြီးတော့ဖြစ်ပေါ်လာလို့ပြုမှုလှုပ်ရှားတဲ့အပြုမှုကာယကံသာအပြစ်ကင်းတာဖြစ်နိုင်တယ်ပေါ့အပြစ်မကင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ပြောတဲ့စကားလုပ်တဲ့အလုပ်ဟာဘယ်တော့မှအပြစ်ကင်းတယ်ဆိုတာမဖြစ်နိုင်မူရင်းကမှအပြစ်မကင်းတာဘယ်လိုလုပ်ဖြစ်ကင်းမလဲပေါ့နော်အပြစ်ရှိတဲ့စိတ်ကနေဖြစ်ပေါ်လာတဲ့ပြောစကားတို့လှုပ်ရှားမှုတွေတို့ဆိုတာအပြစ်ရှိတာတွေပဲဖြစ်လာအေးဒါကြောင့်မို့လို့ဘုရားဘာသာမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာတကယ်တော့လူတွေကိုးကွယ်ရတဲ့ဘာသာတရားမျိုးမဟုတ်ဘူးကဘာဥကာလကစပြီးတော့လူတွေဟာတကုရှင်ကိုအာကိုယုံကြည်ပြီးတော့တကုရှင်ကြီးရဲ့အလိုချတကုရှင်ကြီးကဆုံးမတယ်ဆိုတဲ့စကားအတိုင်းလိုက်နာကျင့်သုံးကြတယ်အာကိုကြတယ်ယုံကြည်ကြတယ်အဲ့တော့ကိုအာကိုရမှမသိတော့ဘူးလူတွေမှာဘယ်အရာပဲဖြစ်သမျှအရာတွေဟာဘုရားသခင်ရဲ့အလိုတော်ချလို့ဆိုတဲ့စကားလုံးအရာအလုံးဟာတို့ကိုဖန်ဆင်းထားတဲ့ဘုရားသခင်ရဲ့ဖန်ဆင်းချက်အတိုင်းတို့တွေဟာသွားနေကြရတာလို့အားပြောတဲ့စိတ်ဓာတ်နော်အရှုံးပေးတဲ့စိတ်ဓာတ်တွေနဲ့ဘဝခရီးကိုရှောင်လှမ်းနေကြရတာမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မဟုတ်ဘူးအားလုံးအခြေခံကောင်းကျိုးချမ်းသာရစေနိုင်တဲ့အကြောင်းတရားတွေဟာအတိသောပုဂ္ဂိုလ်ရဲ့အန္တမှာရှိတယ်သူပုဂ္ဂိုလ်အသီးရဲ့အရေးကြီးဆုံးဟာဘာလဲလို့ဆိုစိတ်ပဲဒါကြောင့်မို့လို့ mind center religion လို့လည်းဒီလိုပြောကြတာ mind center religion လို့စိတ်ကိုအဓိကထားပြီးတော့မြတ်စွာဘုရားရဲ့တရားတော်တွေမှာဟောတာဖြစ်တော့တချို့ကမြတ်စွာဘုရားရဲ့တရားကို idealism လို့ပြောဆိုကြတယ်သို့တော့ idealism ရဲ့အဓိပ္ပာယ်ကစိတ်တန်အရှိတရား
ရုပ်ဆိုတာစိတ်ကြောင့်ဖြစ်လာတဲ့အရာသာဖြစ်တယ်ရုပ်ကအရှိတရားမဟုတ်ဘူးစိတ်သာအရှိတရားလို့ပြောမှ idealism မြတ်စွာဘုရားကစိတ်လည်းရှိတယ်ရုပ်လည်းရှိတယ်သို့တော့ဥဆောင်နေတာဟာစိတ်ကဥဆောင်နေတာလို့ဒီလိုဆိုလိုတာနဲ့ idealism မဖြစ်ဘူးပေါ့တချို့ဆန့်ကျင်မဲ့အယူဝါဒ idealism ရဲ့ဆန့်ကျင်မဲ့အယူဝါဒကတော့ materialism လို့ခေါ်တယ်ရုပ်တာအရှိတရားစိတ်ဆိုတာရုပ်ကနေဖန်တဲတဲ့အရာတစ်ခုသာဖြစ်တယ်အဲ့ဒါလည်းပဲဒီဟာလည်းပဲမြတ်စွာဘုရားကရုပ်တာအရှိဆိုတာကိုလည်းလက်မခံစိတ်နဲ့ရုပ်နှစ်ခုပေါင်းစပ်ပြီးဆိုပါစို့ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာလူတွေရဲ့တဏ္ဍာမှာလှုပ်ရှားမှုတွေပြောဆိုမှုတွေပြုလုပ်မှုတွေဖြစ်လာစိတ်တတရုပ်တတခွဲခြားထားလိုက်လို့ရှိရင်နှစ်ခုစလုံးဟာဘာစွမ်းအားမှထွက်မလာဥပမာပေးထားတာဘာဥပမာပေးထားတော့ဆိုရင်မြန်မာတွေရဲ့ tradition အရအသုံးပြုနေကြတဲ့ရုပ်သေးရုပ် puppet ဆိုရုပ်သေးရုပ်အဲ့ဒီရုပ်သေးရုပ်ဟာကျိုးလှုပ်မှလှုပ်လို့ရတယ်ကျိုးကမလှုပ်ရင်လှုပ်လို့မရကျိုးနဲ့ချီထားတာအဲ့တော့အခုခေတ်တော့ battery စွမ်းအားနဲ့လှုပ်တဲ့ရုပ်သေးရုပ်တွေလည်းရှိတာပေါ့နော်အဲ့တော့ကျိုးနဲ့တစ်သားရုပ်နဲ့နှစ်ခုတွဲဆက်ပြီးကျိုးကိုလှုပ်ပေးတဲ့ပုဂ္ဂိုလ်ရှိမှသူကကတယ်အမူအရာမျိုးမျိုးလုပ်ပြတယ်ဆိုတာဖြစ်လာအဲ့ဒီဥပမာတိုင်းပဲလူတွေမှာစကားပြောတယ်ရည်တယ်ငိုတယ်ဆိုတာတွေဟာစိတ်ဆိုတဲ့ကြိုးကလှုပ်မှရည်တယ်ငိုတယ်ကတယ်ပြောကြတယ်ဆိုကြတယ်ဆိုတာဖြစ်လာအကယ်၍စိတ်မရှိတော့ဘူးစိတ်ကင်းမဲ့သွားပြီဆိုရင်ကြည့်လေ dead body ကြီးကြတော့စိတ်မှမရှိတော့မရှိတော့ထားတဲ့အတိုင်းပဲလှုပ်မှမလှုပ်နိုင်ဘူးရုပ်နဲ့စိတ်ကိုရုပ်နဲ့နာမ်ကို separate လုပ်လိုက်တာနဲ့တပြိုင်နက်စွမ်းအားတွေတခုမှမရှိတော့နှစ်ခုပေါင်းမှစွမ်းအားဒါကိုပဲဝိတ္တုဒ္ဓိဘက်မှာရှင်းရှင်းလေးနာမရူပပရိစ္ဆေဒဒိဋ္ဌိဝိတ္တုဒ္ဓိအခန်းမှာရူပံနိဋ္ဌိသံရုပ်ဟာဘာပါဝါမှမရှိဘူးတဲ့နာမံနိဋ္ဌိသံနန္တရားဟာလည်းဘာပါဝါမှမရှိဘူးတဲ့ရုပ်နဲ့နာမ်နှစ်ခုပေါင်းစပ်မှစွမ်းအားဖြစ်တာဒါအမြဲတမ်းလက်တွေ့နဲ့လည်းကြားတယ်နော်လက်တွေ့နဲ့လည်းကြားအေးဒါကြောင့်မို့လို့ရုပ်နဲ့နာမ်နှစ်မျိုးရှိတဲ့ထဲမှာရုပ်ကိုဘလောက်ပဲပြင်းစိတ်မပြင်းသေးသမျှကာလပတ်လုံးကောင်းကျိုးချမ်းသာရဖို့မဖြစ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ရုပ်ကြီးဆိုတာစဉ်းစားကြည့်ရုပ်ဆိုတာမြတ်စွာဘုရားကရုပ်ခန္ဓာကိုယ်ကြီးကိုဘယ်လိုသရုပ်ဖော်ထားတယ်ဆိုတော့အယံကာယောရူပိဒီခန္ဓာကိုယ်ကြီးဟာပုံတဏ္ဍကြီးနဲ့လာတယ်စာတုမဟာပုတိကောပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတယ်ဟုတ်တယ်လေခန္ဓာကိုယ်မှာကြည့်လိုက်လို့ရှင်အတုံးအခဲအမာဓာတ်တွေကတစုရေတွေကတစုအရည်တွေကတစုနော်အပူအေးကတစုလှုပ်ရှားနေတဲ့ဝါယောတွေကတစုခန္ဓာကိုယ်ထဲမှာထုတ်ကြည့်လိုက်လို့ရှင်ဒါပဂတိတမန်နဲ့ပဲခြိအောင်တော့ပထဝီအာဘောတေဇောဆိုတဲ့ပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့အခြေခံပြီးတော့တိဆောက်ထားတာတဲ့ခန္ဓာကိုယ်ကြီးဟာမာတာပိဋိကတမ္မောမိဘနှစ်ပါးရဲ့ span နဲ့ oban ဒီနှစ်ခုပေါင်းစပ်ပြီးတော့တတိတိရတာနော် span နဲ့ oban အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့တတိတိတာမာတာပိဋိကတမ္မောလို့မြတ်စွာဘုရားအမေဟာနဲ့အဖေဟာလို့ဒီလိုဆိုလိုတာပေါ့မာတာပိဋိကဆိုတာအမေပစ္စည်းအဖေပစ္စည်းနှစ်ခုပေါင်းစပ်ထားမှအဲ့ဒီထဲမှာတတိတိလို့ရတယ်လို့ဒီလိုဆိုတာဒါလက်တွေ့လည်းဒီတိုင်းပဲလေအဲ့ဒါကိုမြတ်စွာဘုရားဟောတာမာတာပိဋိကတမ္မောဩဒနာကုံမတုပစယောမွေးလာပြီးတဲ့နောက်မှလည်းပဲကြည့်ထမင်းမုံကအစာအာဟာရတွေစားပြီးတော့ကြီးထွားလာတာသူ့ကြီးမကြီးဘူးမိခင်ဝမ်းကနေမွေးဖွားလာတဲ့အချိန်လေးတုန်းကသေးသေးလေးစားရင်နဲ့ကြီးလာတာ
အဲ့တော့ယုတ်ခန္ဓာကိုယ်ကြီးဟာဒါယုတ်ခန္ဓာကိုယ်ကြီးကိုလူတိုင်းသိတာအောင်လို့မြတ်စွာဘုရားကဒါရှင်းပြောတာနော်အဲ့ဒါလို့ကြီးထွားလာတဲ့ခန္ဓာကိုယ်ကြီးဟာဒီတိုင်းပဲတည်တည်ငြိမ်ငြိမ်ကြီးနဲ့ဝိလာတော်ကအခြေအနေတိုင်းမြဲနေလားဆိုမမြဲဘူးတဲ့အနိစ္စဖြစ်လာတာလေးတွေကပျောက်နေတာဟုတ်တာပေါ့လူရဲ့ခန္ဓာကိုယ်ထဲမှာဆရာဝန်တွေဆိုရင်ပြောကြတယ်လေဆဲလေးတွေကပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်သူ့အချိန်တိုင်းလေးမှာလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရုပ်ကလေးတွေဟာဖြစ်ပြီးသေသွားတာပဲနံတရားတွေလည်းဒီတိုင်းပဲဖြစ်လာပြီးပြတ်သွားတာပဲနောက်ဆုံးမှာကိုရှူတဲ့လေလေးပဲကြည့်အောင်လေဝင်လေထွက်လေစားဒီလေကြီးပဲထပ်ရှူနေတာမဟုတ်ဘူးနော်ဖြစ်ပြီးပြတ်နေတဲ့သဘောတွေကိုဖော်ပြတယ်အနိစ္စမမြဲတဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးတဲ့မမြဲရုံနဲ့မကဘူးဘာလို့ကြရတော့ဆိုဒါကရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာလူတွေနေ့စဉ်နဲ့လုံနေကြတာဘာလို့ကြတော့ဆိုဥစ္စာဒနာအနတ်အသက်မကောင်းသည့်အတွက်ကြောင့်နေ့စဉ်နဲ့အများလိမ့်ကြံပြီးတော့ပေးနေကြတယ်ဒါလည်းဟုတ်တာပဲနော်နေ့စဉ်နဲ့အများရေမိုးချိုးပြီးတခုလိမ့်ကြံမလိမ့်ရင်သူ့အနံ့ဆိုးတယ်လေသူ့အနံ့ကဆိုးတယ်ဒါကြောင့်မလို့ခန္ဓာကိုယ်ကြီးဟာမတင့်တယ်ဘူးလို့မြတ်စွာဘုရားဟောတာသဘာဝအပြင်တင့်တယ်တဲ့အရာမဟုတ်ဘူးမတင့်တယ်လို့အမြဲတမ်းတန်ရှင်းအောင်လုပ်ပြီးတော့အနံ့အသက်တွေကိုပြင်ပကလာတဲ့အမွှေးကြိုင်တွေနဲ့ဖုံးလွှမ်းပြီးတော့ပေးနေကြရတယ်ပြင်ပကသာအနံ့မရှိဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အနံ့တိုင်းများထားမယ်ဆိုရင်ဘယ်လိုနေမလို့တိရစ္ဆာန်ယုံထဲမှာသွားကြည့်မယ်ဆိုလို့ရှိရင်တိရစ္ဆာန်တွေရေမိုးမချိုးဘူးဆိုရင်နော်တိရစ္ဆာန်ယုံထဲအကောင်လောင်တွေသွားကြည့်နှာခေါင်းပိတ်ကြည့်ရလူတွေလည်းဒီတိုင်းပဲရေမိုးချိုးဖီးလိမ့်ပြင်ဆင်ထားတာမဟုတ်ဘူးဆိုလို့ရှိရင်အနံ့အဆိုးနေမှာပဲဒါကြောင့်မလို့လူနတ်ကိုနတ်တွေကယူဇနာတရားလောက်ကစပြီးတော့လူရဲ့အနံ့ရလာလို့လူပြေကိုမလာကြဘူးတဲ့အဲ့တော့လူတွေဝင်းဝင်းပူးတဲ့နတ်ကတော့လူတွေနဲ့နေတဲ့နတ်အနံ့ကရင်းနေတာအဲ့ဒါနှာခေါင်းနဲ့ဟိုကောင်းကင်ကနတ်တွေကတော့မလာဘူးသိကြအဲ့ဒါမှလူနတ်နေနည်းနည်းလေးရောပါသွားတဲ့သကောင်ရံကြမှာလာလူတွေအိပ်ပြီးဆိုတဲ့အခါကျတော့နည်းနည်းအနံ့အသက်လေးတွေကလှုပ်ရှားမှုမရှိတဲ့အခါနည်းနည်းငြိမ်းလာအဲ့ဒီအချိန်တောင်မှဖျားရှိလို့ဖျားနဲ့တွေ့ကျင်လို့မြတ်စွာဘုရားစီကတရားနာကျင်လို့အဆုံးမခံကျင်လို့ဆင်းလာကြတာနတ်တွေပြမတွေတခြားအချိန်မှာဆိုမလာဘူးသူတို့ဘာဖြစ်လို့လူရဲ့အနံ့နံလို့တဲ့အဲ့ဒါတော့ဒါကိုဖော်ပြတာဥစ္စာဒနာတခုနဲ့လိမ့်ကြံပြီးတော့ထားပရိမတ္ထနာ massage လုပ်ပေးရတယ်နှိပ်ပေးရတယ်နေပေးရတယ်ကလေးလေးတွေရွယ်လေးကစားပြီးတော့နော်နှိပ်နေပေးရတာမျိုးလုပ်လာရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘာဝအဲ့ဒါဥစ္စာဒနာပရိမတ္ထနာကဲတယ်လို့လုပ်တော့ဒီခန္ဓာကိုယ်ကြီးဟာခိုင်မာပြီးတော့တန်ကြောင်းကြီးလို့မာကြောသလားလို့ဆိုမဟုတ်ဘူးဗေဒနာဘယ်နေရာမှမထိလိုက်နဲ့ထိလိုက်ရင်ပြဲသွားကွဲသွားမာပါတယ်ဆိုတဲ့အယိုးတောင်ခဏခဏကျိုးလို့စတိနဲ့ထိုးနေဟာသိတယ်နော်ခန္ဓာကိုယ်မှာလေအမာဆုံးနေရာတောင်မှပဲအဲ့တော့ဗေဒနာဝိဋ္ဌံတနာဓမ္မပျက်စီးတတ်တဲ့အနေအထားတွေရှိပါတယ်ဒါမြတ်စွာဘုရားကိုယ်တိုင်သုံးပြီးတော့ပြောတဲ့စကားလုံးတွေပါခန္ဓာကိုယ်နော်တာမညာဖလားတုံမှာလည်းမြတ်စွာဘုရားဒီစကားလုံးကိုသုံးပြီးတော့ဟောထားတာဒါဝိပဿနာကျင့်စဉ်တစ်ခုကျင့်တဲ့အခါမှာကိုယ့်ရဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုရှင်းရှင်းလေးမြင်ခိုင်းထားတာနော်တချို့ကျတော့ပရမတ်ကိုမြင်မှပရမတ်ကိုမြင်မှကိုကပရမတ်ပေါ်မှာတွေ့တာမှမဟုတ်တာပညာပေါ်မှာတွေ့တာပညာကိုအမှန်မြင်လို့ရှိရင်ဆိုလိုတာကတရားထုတ်တယ်ဆိုတာတွေ့တာမှုလျှော့ချခြင်းလို့လုပ်တာတွေ့တာမှုလျှော့ချမှတောကငြိမ်းပါလေတွေ့တာနေတယ်များတောကလာမှာအဲ့တော့တွေ့တာမှုကဘယ်မှာတွေ့တာတော့ဆိုပရမတ်ပေါ်မှာတွေ့တာမဟုတ်ဘူးပညာမှာတွေ့နေတာကိုယ်အရှိပေါ်မှာတွေ့နေတာအဲ့ဒီအရှိကိုမကောင်းတာကိုဆင်ញင်ပေးဖို့လိုတယ်ပေါ့ဟိုကိုမသိတဲ့မာသဘောပြောသဘောဆိုတာကိုယ်အသိမှမသိတာပူသဘောအေးသဘောဆိုတာဒါကသူ့ရဲ့သဘာဝကိုသာပြောပြတာလေအဲ့တော့ဒီပညာပေါ်မှာဆင်ញင်စဉ်းစားလိုက်တာနဲ့ပဲလူတွေရဲ့အသိဉာဏ်တိုးတက်လာပြီနောက်ကြတော့
Paramata sura saiti dwara be po. Tege anita rati ang yak dwa ma po. Paramaro tabawa po ma atweta muri so yin to kari dari luke ang aman mi mo sinyin sinda piya ne dilu pyo da. Usadana Parimadana Vedana Vedantana Dhamma Tabawa ko pyasi de hori khana ko ji Eri khana ko ji ko mi pi do ba phit le lo so Vinyana lo so hori sight le ya phit ni de Yung ne nan ne Myat Swa Phaya lo khwe pi do chi khai na be Yuk pai sai ya ko myin pi do eri yuk pai ko mi pyu pi do ati sight kale paw ni da le ko ati sight le ya le tu sai ya a chaung chaung paw la Eri yung ne nan neနှစ်ခုကွဲလာအဲ့လိုကွဲတဲ့အခါမှာယုတ်ခန္ဓာကိုယ်ကြီးကပြင်းကျင်သလောက်ပြင်းနေ့စဉ်နဲ့အမြဘလောက်ပဲပြင်းပြင်း getting older and older တနေ့ပြီးတနေ့အိုးလာမှာပဲဒါသူ့သဘောပဲသူ့ကိုဘလောက်ပြင်းပြင်းဘလောက်ထိမ့်ထိမ့်နော်ပြေမတွန့်အောင် botox ထိုးလဲတွန့်မှာပဲနော်မရဘူးမိတ်ကတည်းလိမ့်လဲမရဘူးဆပင်ဆေးဆိုးလဲတစ်ချောင်းပြီးတစ်ချောင်းဖြူလာမှာပဲမရဘူးသွားလည်းပဲကျိုးမှာပဲကျိုးချိန်ကြအဲ့တော့ယုတ်ခန္ဓာကိုယ်ကြီးကဘလောက်ပဲပြင်းပြင်းတဖြည်းဖြည်းဆွေးလာတာဆွေးလာတဲ့သဘောဟာသူ့မှာရှိတယ်အဲ့လိုတဖြည်းဖြည်းဆွေးလာတတ်တဲ့ယုတ်ခန္ဓာကိုယ်ကြီးကိုတကယ်ပြင်းနေလို့ရှိရင်အကျိုးရှိသလားလို့ဆိုဘာမှအကျိုးမရှိဘူးဒါကြီးပြင်လို့อ่ะအဲ့တော့ပြင်ရမှာပါတော့ဆိုစိတ်ဟောလူရဲ့စိတ်ကလေးကိုပြင်ရမှာဘာလို့လဲဆိုလူတွေမှာကြည့်လေအော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်းစိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူမျက်နှာမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုက်ရှင်မျက်နှာကိုကြည်လင်းအေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှိရင်စုပုတ်နေတာစုပုတ်နေတာဘယ်သူမှအဖက်မလုပ်သလိုပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကိုဖြစ်နေစိတ်ဖြစ်တော့မျက်နှာမှာလားပေါ်နေတာပေါ့အဲ့ဒီဟာကလည်းစိတ်ခဏခဏတူတတ်တဲ့လူရဲ့မျက်နှာဒီရည်ရွယ်ပြုံးရမရတော့မျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှိရင်မပြုံးပြီမဲ့လို့ပြုံးနေတယ်လို့မြင်နေရဘာလို့လဲဆိုရင်သူ့စိတ်ကိုကြည်လင်းနေတာမေတ္တာသက်ဝင်ကြည်လင်းနေတဲ့ပုဂ္ဂိုလ်ရှိလို့ပြုံးလို့မရတဲ့အကောင်တွေကြားတို့ချက်တစ်တို့ဘယ်တော့ပြုံးလို့မရဘူးဒီကောင်နော်ခွေးရမှနည်းနည်းပြုံးရသေးတယ်ဒေါသကြီးတဲ့အကောင်တွေငှက်တွေထဲမှာဆိုလဲဒေါသကြီးတဲ့အကောင်ဇီးခွက်လို့အကောင်ဘယ်လိုမှပြုံးလို့မရဘူးနေဝါမှာမျက်လုံးကပြူးနေတာဆိုတော့အဲပြုံးမရတဲ့မျက်နှာတွေနဲ့ဒါမျိုးဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကလူတွေရဲ့စိတ်အသွင်တရံဟာရနဲ့ရိပ်ပေါ်မှာလာပြီးတော့ထင်ပေါ်နေတယ်ဒါအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လည်းကြည့်စိတ်ဓာတ်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှိရင်ဒေါသကြီးကစကားတိုးတဲ့တူတူပြက်ပြက်ပြောတတ်တယ်သူကမာမာဆတ်ဆတ်ပြောတတ်တယ်ဒေါသကြီးလို့ရှိရင်ငယ်ငယ်တော့ကြားဘူးတဲ့တကလုံးလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်မောဟကြီးတော့စကားအိုးတယ်အိုးတယ်ဆိုတာညံ့ရှင်းတာကိုပြောတာနော်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရမှာဟုတ်သူကမေတ္တာနဲ့ချိုးတာမဟုတ်ဘူးလောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမာဆက်ဆက်နဲ့တိုးတောင်းတောင်းပြောတတ်တယ်စိတ်တူတယ်မောဟကြီးတဲ့ပုဂ္ဂိုလ်ကြတော့အစင်မပြေဘူးစကားအိုးတယ်ဆိုတာအစင်မပြေဘူးသူစကားအချိုးရှင်းတော့မညီဘူးအဲ့လိုဖြစ်တယ်လို့ဒီလိုဆိုတာအဲ့တော့လူရဲ့စိတ်ဟာအင်တာမအရေးကြီးတယ်ဆိုတာအင်တာမထင်ရှားတယ်ပေါ့ဒါကြောင့်မို့လူတွေကောင်းဖို့ဆိုးဖို့ဆိုတာကျန်တာတွေအတာထားနောက်ဘဝတွေအတာထားခဏလက်ရှိဘဝဆက်ဆံရေးမှာပဲကြည့်ဘာအရေးကြီးဆုံးတော့ကိုယ့်အကိုအရေးကြီးဆုံးရှာစိတ်ဟာအရေးကြီးဆုံးပဲလူချင်းဆက်ဆံတဲ့အခါမှာလည်းပဲစိတ်နေသဘောထားအရေးကြီးဆုံးပဲဒါကြောင့်မို့စိတ်အရေးကြီးဆုံးလို့မြတ်စွာဘုရားဟောတာအင်တာမမှန်ကန်တယ်လို့ပြော
အဲ့ဒါကြောင့်မလို့စိတ်ဟာအရေးကြီးလို့ဘုရားဟာဟောထားတဲ့တရားနဲ့လိုက်လျောညီထွေရှိအောင်နေ့တိုင်းဆင်ခြင်စိတ်ကိုပြင်ကိုယ်စိတ်လေးကိုပြင်ပေးပါဆင်ခြင်ရမယ်မဆင်ခြင်ရင်မသိဘူးမြတ်စွာဘုရားကဟောထားတာရှိတယ်ပစ္စဝိက္ခဏဘဟုပကာရာကုသလေတုဓမ္မိတုစကားလုံးကတော့ contemplation လို့ဆိုတာပစ္စဝိက္ခဏဆိုတာ contemplation စဉ်းစားဆင်ခြင်မှုသည်ကုသိုလ်ကောင်းမှုနဲ့အပြစ်ကင်းတဲ့တရားတွေဖြစ်ဖို့ရအတွက်အများကြီးအကျိုးဖြစ်တယ်လို့ဒီလိုဆိုလိုတာနော် contemplation is beneficial ပေါ့ပြောမှဆိုရင် beneficial အများကြီးအကျိုးဖြစ်ထွန်းစေတယ်ကောင်းတဲ့ကိစ္စတွေမှာဘယ်ရာပဲဖြစ်ဖြစ်ဆင်ញင်စဉ်းစားမှုဆိုတာဘာနဲ့ဆင်ញင်တာတော့လို့ဆိုတော့တတိတဲ့တမ္ပစဉ္ညာဒီနှစ်ခုကဆင်ញင်တဲ့နေရာမှာအရေးကြီးတဲ့ဟာနှစ်ခုတတိထားရတဲ့အတိပညာနဲ့ဆင်ញင်စဉ်းစားတယ်တတိထားမှပညာဆိုတာဖြစ်တယ်ဒါမှမဟုတ်တတိနဲ့ပညာနှစ်ခုပေါင်းစပ်ပြီးတော့ဆင်ញင်စဉ်းစားတာပစ္စောခဏဘုရားဟောတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်အပြစ်ကင်းတဲ့အရာမှာတဲ့ဆင်ញင်စဉ်းစားမှုဟာအများကြီးအကျိုးဖြစ်ပါတယ်လို့ဒီလိုဘုရားဟောတယ်ဒါကြောင့်ဆင်ញင်ပေးပါကိုယ့်ကိုဆင်ញင်ပေးပါလူတွေကဆင်ញင်ပါတယ်ဘာဆင်ញင်တော့မနေ့အိယာထားလို့ရှင်တွိုင်းလက်ထဲဝင်မျက်နှာသစ်မှန်လေးကြည့်သွားပြီးတော့ဆင်ញင်တာဘာဆင်ញင်တာတော့ဆိုမျက်နှာမှာဘယ်နဲ့နေတုံးဆိုတာလေးဆင်ញင်အဲ့ဒီမှာလည်းပဲဝိနည်းစိတ်ကအရာတစ်ခုပြောရမယ်ဆိုလို့ရှင်ဘုန်းကြီးတွေမှန်မကြည့်ရဘူးမှန်မကြည့်ရဘူးတဲ့ဒါပြင်လုံးဝမကြည့်ကောင်းဘူးလားဘုန်းကြီးเจ้าမှာမှန်နေတွေ့နေတယ်မကြည့်ကောင်းဘူးလားလို့ဆိုတော့အကျိုးဖြစ်တဲ့ခြေနီးကနဲ့ကြည့်ကောင်းတယ်တဲ့မှန်ကြည့်ပြီးတော့လှမလှဒီလိုမတွေးရဘူးတဲ့မှန်ကြည့်ပြီးတော့မျက်နှာမှာဘာရှိတယ်ဘာရှိတယ်ဒီလိုဟာတွေယောဂဝေဒနာတို့မှန်ကိုကြည့်ပြီးတော့ဟုတ်လားမျက်နှာမှာဒဏ်ရာရှိတယ်မရှိဘူးတခုညစ်ပေနေတာရှိတယ်မရှိဘူးကြည့်လို့ရတယ်မှန်ကြည့်ပြီးတဲ့အခါဩငါအိုးလာပါလားအရင်တော့ပရေမတွန့်ဘူးခုပရေတွေတွန့်လာပါလားဒီလိုတော့တွေးလို့ရတယ်တဲ့ဒါကကောင်းတဲ့ဘက်ကိုဥလှည့်တာမြတ်စွာဘုရားတရားဟာဘယ်တော့မှတစ်ဖက်သက်တစ်ထစ်ချက်မပြောဘူးကျိုးရှိမရှိအမြဲတမ်း analyze လုပ်တယ်ဘုရားဒါကိုပြောတာဝိပစ္စဝါဒီဆိုတာဘုရားကလုံးမရိုက်ဘူးဘယ်တော့ဖြစ်ဖြစ်အကျိုးရှိတဲ့ကိစ္စဆိုရင်ခွင့်ပြုတယ်အကျိုးမရှိတဲ့ကိစ္စဆိုမလုပ်နဲ့မှန်ကြည့်ပြီးတော့ကိုယ့်ကိုယ်ตายရတယ်ဆိုတာမလုပ်သင့်ဘူးဒါပဲလို့လောဘတိုးလို့မှန်ကြည့်ပြီးတော့ဩငါအိုးလာပါလားရတယ်အဲ့လိုနည်းနဲ့ကြည့်လို့ရတယ်သွားမှာတစ်ခုဖြစ်နေလို့ကြည့်ရင်ရတယ်နော်ယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ကြည့်လို့ရတယ်ဒါမို့လို့ဝိနည်းစိကံမှာအနာပတ္တိဘိက္ခွေအာဘာဒပစ္စယအနာယောဂဆိုတဲ့အကြောင်းနဲ့ဆိုရင်မှန်ကြည့်ကောင်းတယ်လို့ဒီလိုဆိုတာဒါမို့ဘုန်းကြီးเจ้าမှာမှန်နေရှိနေတာနော်ဟိုဘိက္ခလိမ့်ဖို့တော့မကြည့်ရဘူးလို့ဒီလိုပြောတာတဏှာလိမ့်ဖို့တော့မကြည့်ရဘူးဘာလို့ဆိုလောဘဖြစ်စေတာဟုတ်သူကအဲ့တော့မြတ်စွာဘုရားကအမြဲတမ်းခွဲခြားတယ်အကုသိုလ်ဘုရားရဲ့တရားတော်မှာအနှစ်ချုပ်ကိုပြောသမှာလို့ဆိုလို့ရှိရင်အကုသိုလ်မှန်သမျှမဖြစ်စေဖို့ကုသိုလ်မှန်သမျှဖြစ်အောင်လုပ်ဖို့ဒါဘုရားရဲ့အနှစ်ချုပ်တရားပဲဒါကြောင့်မလို့သုတ်တန်တစ်ခုမှာမြတ်စွာဘုရားငါမှာတရားနှစ်ခုရှိတယ်တဲ့နံပါတ်1ကဘာတော့အကုသိုလ်မှန်သမျှရှောင်ညာဆိုတာဒါဘုရားဟောတဲ့တရားတစ်ခုကုသိုလ်မှန်သမျှမိမိတဏ္ဍာမှာပြည့်စုံအောင်လုပ်ကြဆိုတာဒါဒုတိယဟောတဲ့တရားဒါအဓိကပဲမြတ်စွာဘုရားရဲ့သွန်သင်ချက်တွေဟာဒီထဲမှာအကုန်အကျုံးဝင်တယ်ဘုရားရဲ့တရားတော်တွေပိဋကသုံးပုံဘလောက်ပဲဟောထားတာဒီထဲမှာအကုန်အကျုံးဝင်တယ်လို့ဒီလိုဆိုလို့တယ်နော်အေးဒါကြောင့်မို့မြတ်စွာဘုရားကုသိုလ်ကောင်းမှုတွေရဖို့အတွက်ပြည့်ကင်းတဲ့တရားတွေဖြစ်ဖို့ဆင်ញင်သုံးသပ်မှု contemplation ဟာသိပြီးတော့အရေးပါတယ်တဲ့ဒါကြောင့်မို့ဆင်ញင်သုံးသပ်ပေးပါဘာကိုဆင်ញင်သုံးသပ်ပေးရမှာတော့ဆိုကုသိုလ်ကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ပေးပါကဲမြတ်စွာဘုရားဟောတဲ့သုတ်တန်တွေထဲမှာသစိတ်တဆိုတဲ့သုတ်ရှိတယ်အင်္ဂုတ္တရနိကေမှာပါတယ်သစိတ်တဆိုတဲ့အဓိပ္ပာယ်ကဘာတော့ကိုယ်စိတ်သစိတ်တဆိုတဲ့စကားလုံးလေးကိုဘာသာပြန်လို့ရှိရင်ကိုယ်စိတ်
လူတိုင်းဟာကိုယ်စိတ်ကိုဆင်ញင်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားရဲ့မူရင်းစကားလုံးလေးတစ်ခုပြောမယ်ပါဠိလိုမြတ်စွာဘုရားဟောထားတာဆိုတော့အဲ့တော့ပါဠိလေးနဲ့အရင်ပြောမယ်ဆိုလို့ရှိရင်ပါဠိကလည်းမခက်ပါဘူးနောစေဘိက္ခဝေပရစိတ်တပရိယာယကုသလောဟောတိအထသစိတ်တပရိယာယကုသလောဘဝိတာမိတိဧဝံဟိဟောဘိက္ခဝေသိခိတဗံဒါမြတ်စွာဘုရားကတိုက်တွန်းချက်စကားလေးတစ်ခုယဟန်တို့ဒီတိုင်းလိုက်နာကြတဲ့နော်ဘယ်လိုလိုက်နာရမှာလဲဆိုမင်းတို့သူများစိတ်နဲ့ပတ်သက်ပြီးတော့မကျွမ်းကျင်မလိမ္မာဘူးဆိုရင်ရှိပါစေဆိုလိုတာကသူများစိတ်ကိုမသိချင်နေပါစေထားလိုက်ပါဘယ်လူကတော့စိတ်ပုတ်တယ်ဘယ်လူကတော့စိတ်ယုတ်တယ်မလုပ်နဲ့သူများစိတ်မသိချင်တယ်နော်သူများစိတ်မသိချင်နေပါစေတဲ့ကိုယ်စိတ်လေးတော့ကိုသိအောင်လုပ်မယ်လို့ကြိုးစားကြပါလို့မြတ်စွာဘုရားဒီလိုတိုက်တွန်းတယ်ဒါကိုပြောတာနေ့တိုင်းဆင်ခြင်စိတ်ကိုပြင်ဆိုတာကိုယ်ဆင်ခြင်ခိုင်းတာမြတ်စွာဘုရားသူများစိတ်မသိချင်နေပါစေတဲ့တစိတ်တပရိယာယကုသလကိုယ်စိတ်ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ပတ်သက်တော့လိမ္မာကျွမ်းကျင်အောင်လုပ်ကြပါဒါဟာမြတ်စွာဘုရားရဲ့တရားတော်ကြီးဟာ mind center religion mind center teaching လို့ခေါ်တယ် mind center teaching စိတ်ကိုဗဟုပြုပြီးတော့ဆုံးမဩဝါဒပေးတာအဲ့တော့အပြင်မကိုအားကိုးရမှာမဟုတ်ဘူးအပြင်မကိုမျောနေစရာလည်းမလိုလောကလူတွေကအတွင်းအားတွေပေါ်မှာမေ့ထားပြီးတော့အပြင်အားတွေပဲမျောနေကြတာများတယ်ပေါ့အပြင်ကိုပဲအားကိုးကြတာများတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ကိုအားကိုးရမယ်ဆိုတာမြတ်စွာဘုရားအတွင်းဟောတာနော်ကိုယ့်ကိုအားကိုးတယ်ဆိုတာကိုယ်မှာဘာတွေလုပ်เสียရှိတယ်လဲကိုလုပ်ရမယ့်ဟာကိုနဲ့အဓိက internal external နှစ်ခု external ဆိုတာကိုယ့်ကိုအကျိုးမဖြစ်ဘူးအကျိုးမသက်ရောက်ဘူးဒီလိုဆိုလိုတာမဟုတ်ဘူး external ကလည်းကိုယ်ဥပမာယာတိဥရုကလည်းကိုယ့်ပေါ်မှာအကျိုးသက်ရောက်မှုမရှိဘူးမဟုတ်ရှိပြင်ဘက်ကစားရမယ့်အစာအာဟာရတွေကလည်းကိုယ်အကျိုးမသက်ရောက်ဘူးလို့ဒီလိုပြောတာမဟုတ်အဲ့ဒီအကျိုးသက်ရောက်မှုတွေတဲ့အစပေါင်းများစွာအရေးကြီးတဲ့အကျိုးသက်ရောက်မှုကတော့ internal ပဲကိုယ်အတွင်းကပို့ပြီးအရေးကြီးတယ်ဒီလိုဆိုလိုတာနော်အဲ့တော့ကိုယ်အတွင်းဆိုတာကိုယ့်ရဲ့စိတ်ကလေးဒါမို့ဘုရားရဲ့အဆုံးအမဩဝါဒယဟန်တို့သူများစိတ်နဲ့ပတ်သက်ပြီးတော့မကျွမ်းကျင်နေပါစေသူများစိတ်ဖြစ်တာတွေနဲ့ပတ်သက်ပြီးမသိကျင်နေပါစေကိုယ်စိတ်လေးနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်မှာဘာတွေဖြစ်နေတယ်ဆိုတာတော့သိအောင်လုပ်ကြဒါဒီတစိတ်တတုတ်ရဲ့အနှစ်ချုပ်ဆုံးမတာဒီစကားလေးနဲ့ဆုံးမလိုက်ပြီးတော့မြတ်စွာဘုရားကရှင်းပြတယ်ကိုယ်စိတ်လေးနဲ့ပတ်သက်လာတဲ့အခါမှာဆင်ញင်သုံးသပ်ကြည့်ပါတဲ့ဆင်ញင်သုံးသပ်မှုဟာအမှန်တမ်းအရေးပါပါတယ်ဆိုတာကိုထင်ရှားအောင်ဥပမာပေးတယ်လူငယ်လူရွယ်တွေဟာတဲ့မှန်ကြည့်ပြီးတော့မျက်နှာမှာမှဲ့ရှိသလားအမာရွတ်ရှိသလားလို့ကိုယ့်မျက်နှာကိုကိုကြည့်ပြီးတော့စစ်ဆေးကြသလိုကိုယ်စိတ်လေးကိုလည်းပဲဆင်ញင်သုံးသပ်ကြည့်ပါလို့ဒီလိုပြောတာနော်ကိုတချို့များမျက်နှာရင်ကြည့်တာမဟုတ်ဘူးအဝတ်ကလေးဝတ်ပြီးရင်ကိုလုံးပေါ်မှန်ကြီးနေဟိုဘက်ဆောင်းကြည့်လိုက်ဒီဘက်ဆောင်းကြည့်လိုက်ရှိသေးတယ်နော်နောက်ကနေလှည့်ကြည့်လိုက်ရှေ့ကကြည့်လိုက်နောက်ကကြည့်လိုက်ကြည့်လို့ကောင်းရလားပေါ့အဲ့လိုလောက်ထားတွေတွေ့ဘူးတာပဲနော်အမျိုးစုံပဲအဲ့တော့အဲ့ဒါလို့ချိတယ်လို့ကိုယ်စိတ်လေးကိုချိစမ်းပါမြတ်စွာဘုရားဆင်ញင်သုံးသပ်ချိစမ်းပါဒါဖြင့်ဆင်ញင်သုံးသပ်ရင်ဘလို့ချက်တွေနဲ့ဆင်ញင်သုံးသပ်ရမှာလဲလို့ဆိုတာကိုမြတ်စွာဘုရားကစနစ်တစ်ခုပေးတယ်ဆင်ញင်သုံးသပ်ကြည့်ဖို့ရအတွက်အချက်10မျိုးဒီသုတ္တံမှာဟောပေးထားတယ်အချက်10မျိုးဟာဒီ positive နဲ့ negative နှစ်ခုထားတော့အားလုံး10ဖြစ်သွားတာပေါ့နော်အဲ့ဒီ10မျိုးကနံပါတ်1ဆင်ញင်စဉ်းစားရမှာပါတော့ဆိုရင်ငါစိတ်ထဲမှာတဲ့လောဘတွေတိတ်ကြီးနေသလား
သို့မဟုတ်လောဘတွေတိတ်မကြည့်ဘူးလားလိုချင်လောဘတွေတွေ့တာမှုတွေတိတ်များသလားနော်လောဘဆိုတဲ့သဘောကမရသေးရင်လိုချင်တယ်ရပြီးလို့ရှိရင်ဆုတ်ကင်ထားခြင်းဒါလောဘရဲ့သဘောတွေ့တာတယ်မမောတယ်ရချင်တယ်နောက်ဆုံးမှရချင်တာကိုမထိန်နိုင်ဘူးဆိုရင်ကိုယ်ပစ္စည်းတွေမကောင်းသူများပစ္စည်းပါရချင်တယ်ဖြစ်လာရချင်မှုတွေအဲ့ဒါလို့ရချင်မှုတိမ့်ပိုက်လို့မှုတွေ့တာထားမှုမခွဲခွာနိုင်မှုမမောမှုအဲ့ဒီလောဘတွေဟာငါစိတ်ထဲမှာများနေသလားသို့မဟုတ်မများဘူးလားဆိုတာတနေ့တာမှာနေထိုင်တဲ့အခါလောဘတွေဘယ်နှချိန်ဖြစ်တယ်လဲလိုချင်တဲ့စိတ်တွေဘလောက်ငါ့ကိုလွှမ်းမိုးနေတယ်လဲအချိန်ပေါင်းဘလောက်ဖြစ်တယ်လဲဆိုတာကိုယ့်ကိုယ်မပြတ်ဆင်ញင်ပေးပါတဲ့ဒါဆင်ញင်ပေးရမယ့်အချက်တစ်ခုပဲအဲ့တော့ကိုယ့်အကူလောဘဖြစ်တယ်မဖြစ်ဘူးဆိုတာလည်းသိဖို့လိုသေးတာနော်လောဘဆိုတာဟာအပြစ်မကင်းတဲ့လောဘလို့ပြောကျင်လို့တော့ပြောလို့ရတာပေါ့ဥပမာမဲ့ကိုယ်ပစ္စည်းကိုကိုယ်တွေ့တာဘာအပြစ်ရှိဘာအပြစ်မှမရှိကိုယ်မိသားစုကိုယ်တွေ့တာဘာအပြစ်ရှိဘာအပြစ်မှမရှိဘူးလို့ဒီလောကရဲ့ထုံတန်းစင်လာဥပဒေအရအပြစ်မရှိဘူးလို့ပြောရမှာသို့တော့ဓမ္မဘက်ကကြည့်ရင်ပြစ်ကရှိနေဘယ်လိုပြစ်ရှိတော့ဆိုတွေ့တာမှုရဲ့နောက်မှာတောကလိုက်နေတယ်တောကကိုထုတ်လုပ်နေသည့်အတွက်ကြောင့်သူဟာအကောင်းမဟုတ်ဘူးလောဘဆိုတဲ့တွေ့တာမှုဒီတောကကိုဖြစ်ပေါ်စေတယ်ဟုတ်တယ်လေချစ်တယ်ခင်တယ်ဆိုတာသားချစ်ချစ်သမီးချစ်ချစ်ပစ္စည်းချစ်ချစ်ဘယ်ဟာချစ်ချစ်ချစ်တဲ့အပေါ်မှာတောကဖြစ်တာပဲပိယတောစာရတိတောကောအဲ့တော့သူကထုတ်လုပ်တာအကောင်းမှမဟုတ်တာတော့အကောင်းမထုတ်လို့သူ့ကိုပြစ်ရှိတယ်လို့ပြောတာဟိုလိုလောကပြစ်ရှိတာကိုပြောတာမဟုတ်ဘူးနောက်ဆုံးမှာပစ္စည်းကိုတွေ့တာပဲဖြစ်စေလူကိုတွေ့တာပဲဖြစ်စေတွေ့တာမှုကိုအကြောင်းပြုပြီးတော့ဘဝတစ်ခုအဆုံးသတ်တဲ့အခါမှာအဲ့ဒီတွေ့တာမှုကြောင့်ကိုယ်ဘဝဟာနှိမ့်ချသွားကြည်ရဟန်းတော်တစ်ပါးအားလုံးကြားဘူးနေကြတဲ့ဇာလန်းမှာနှစ်2000လားအနှစ်2000ထင်ကသဗ္ဗဘုရားလက်ထက်ဆို2000တန်းလို့ဒီလိုပြောတာပါအမှန်တော့သူတရားထုတ်တာတော့အနှစ်2000တော့ဒီလိုတော့မဟုတ်ပါဘူးနော်2000တန်းမှမွေးလို့2000လို့ပြောလိုက်တာယဟန်တော်တစ်ပါးဟာယဟန်ဘဝနဲ့တရားဓမ္မတွေကျင့်ကြံနေလိုက်တာအသက်2000တန်းမှာသူကယဟန်ဝတ်ပြီးတော့နေခဲ့တာပေါ့နော်တေခဏီးမှာဘာဖြစ်လဲလို့ဆိုသူသိမယ်ဆိုတာလည်းမသိဘူးလေသူ့ရဲ့ညီမကနေပြီးတော့သင်္ကန်းလေးကောင်းကောင်းမွန်မွန်လုပ်ပြီးတော့ပေးထားအဲ့သင်္ကန်းလေးကိုလက်ဖြင့်ကဝတ်မယ်လို့နောက်တည့်ဝတ်ဖို့ဆိုပြီးတော့ဒီသင်္ကန်းလေးပေါ်မှာသူကတွေ့တာစိတ်ကလေးရှိတယ်ကောင်းတာကိုခါတိုင်းကအကျမ်းကြီးတွေကြီးပဲဝတ်နေရတာဒီအချောလေးလက်ဖြင့်ကကြတော့ဝတ်မယ်လို့ဆိုပြီးခောက်သိမ့်တာဒီဟာလေးပေါ်မှာစိတ်ကလေးကတွဲနေတာနော်ဒီလောဘလေးဖြစ်နေတာနော်ဒါလေးမှဝတ်မယ်ဆိုပြီးတော့ယူရထားညကြတော့မတော်တဆယောဂရပြီးတော့ပြတ်မှုသွားအဲ့ဒီသင်္ကန်းလေးပေါ်မှာတွေ့တာလို့အဲ့ဒီမှာသွားပြီးတန်းဖြစ်တယ်ဆိုတာရှိတယ်လေမှန်ပါပါဗျာဒါတွေ့တာမှုကကြည့်တွေ့တာမှုကနေဆွဲချသွားတာအကောင်းမှမဖြစ်တာအဲ့ဒါကြောင့်မို့အပြစ်ရှိတယ်လို့ပြောတာမှန်ပါပါဗျာအေးလူရပြောလိုက်ပဲကိုမိသားစုကိုချစ်တာဘာအပြစ်ရှိကိုပစ္စည်းကိုချစ်တာဘာအပြစ်ရှိတုံးလို့ပြောမယ်ဒီလိုအပြစ်မျိုးဖြစ်တာကိုပြောတာဘဝကနှိမ့်ကျသွားတယ်တကယ်ကတော့နတ်ပြည်ဖြစ်ရမယ်ဘာဖြစ်လို့အဲ့ဒီဖြစ်သွားတာတုံးဆိုနောက်ဆုံးတေကံဤထီအောင်ဒီသင်္ကန်းလေးဝတ်ဖို့ရလေးဟာသူဝတ်မယ်ဆိုစိတ်ကလေးကဆွဲလန်းပြီးတော့နောက်ဆုံးတေကံဤထီဒီအစွဲလေးကလွှမ်းမိုးနေတာလေမှန်ပါဗျာလွှမ်းမိုးနေတဲ့အချိန်မှာအဖြူတလက်အမဲတလက်လားနေတဲ့အချိန်မှာအဖြူလိုင်းကြီးစိုးနေတဲ့အချိန်လေးမှာတေသွားလို့တန်းဖြစ်တယ်သိမကြပါဘူးတန်ဘဝမှာ9ရက်ပါပြီးတဲ့အခါကျတော့တရားကျင့်လာတဲ့စွမ်းအားတွေကသူ့ကယ်လိုက်တာနတ်ပြည်ရောက်သွားတာပဲမတော်တဆဆိုတာရှိတတ်တယ်ပေါ့နော်မတော်တဆခြေကျော်လက်ချော်ကျသွားတာပေါ့အဲ့ဒါဘယ်သူကချပြစ်တာတော့ဆိုရင်ဒီလောဘလေးကချတာလေဒါကြောင့်မို့အဲ့ဒီလိုလောဘမျိုးပစ္စည်းတစ်ခုပေါ်မှာငါတွယ်ပြီးတော့ဒီမကန်ရဲ့
သုံးဆွဲရဲ့မထိရဲ့မတို့ရဲ့ပစ္စည်းတွေများငါများရှိနေလားတခါတလေရှိတတ်တယ်လေလူကကိုယ့်ရဲ့ favorite ဆိုပြီးတော့မလေးနာမည်လှလှလေးပေးပြီးဒါ my favorite ဆိုပြီးတော့နော်မကိုင်းရဘူးမသုံးရဘူးအလှကြည့်တယ်အဲ့ဒီ favorite လေးကိုတတိထား favorite မှာအိမ်ညောင်သွားဖြစ်နေခက်တယ်အနာနာလာရင်တက်နဲ့ရန်ထောင်တော့မှာအိမ်ညောင်ဖြစ်ရင်အဲ့ဒါမျိုးနော်အဲ့ဒါလို့ဖြစ်တတ်တယ်အဲ့ဒီဟာဘယ်သူကြောင့်လို့ဆိုဒီလောဘကြောင့်ဖြစ်တာလို့ဆိုအဲ့တော့လောဘဟာဘယ်ဟာပေါ်မှာတွေ့တာလဲဆိုတော့တွေ့တာမှုတွေမထားသင့်ဘူးအသုံးပြုမှုနဲ့တွေ့တာမှုကတခြားစီလေသုံးဖို့အတွက်တော့ထားတွေ့ဖို့အတွက်မထားနဲ့သုံးရမယ်ဘယ်ပစ္စည်းပဲဖြစ်ဖြစ်အေးမပြက်ခင်ငါသုံးမယ်ဒီလိုပဲသဘောထားကားတွေဘာတွေလဲသွားမတွေ့နဲ့ကားထဲမှာတော့ကြအိမ်ညောင်ဖြစ်နေမယ်တက်နဲ့နော်အဲ့တော့ဒီဟာလဲမဖြစ်ဘူးမပြောနိုင်ဘူးနော်မဖြစ်ဘူးမပြောနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ဘယ်ပစ္စည်းကိုမှတွေ့တာမျိုးမရှိပဲနဲ့အားလုံးဟာအသက်ရှင်နေတဲ့အချိန်မှာငါသုံးဖို့ချမ်းချမ်းသာသာနေဖို့ဆိုတဲ့စိတ်လောက်ပဲထားပြီးတော့သုံးပစ္စည်းတွေသုံးစရာရှိတာသုံးမယ်လှူစရာရှိတာလှူမယ်နော်ပေးစရာရှိတာပေးမယ်ဘယ်ပစ္စည်းကိုမှတွဲတယ်ဆိုတဲ့လောဘမျိုးမဖြစ်အောင်ကိုဒီလိုနေဖို့လိုအပ်တယ်တဲ့ဒါပြောတာနော်ဟောနောက်တစ်ခုစဉ်းစားရမှာပါတော့လူဆိုတာတွေ့တာမှုတွေမကဘူးမုန်းတိမှုကလည်းလူတွေစိတ်ထဲမှာရှိတတ်တယ်ဘု து ဖြင့်ကြည့်မရဘူးလို့နော်ကြည့်မရဘူးဆိုတာအဲ့ဒါမုန်းတာပေါ့ကြည့်မရဘူးတချို့ကဘာမှလည်းမဟုတ်ဘဲနဲ့ကြည့်မရတဲ့လူရှိသေးတယ်ကြည့်မရမကြည့်ပဲနေပါလားလို့ဆိုတော့စိတ်ကကြည့်နေတယ်အမြဲတမ်းမျက်စိကသာမကြည့်တာသူ့ကိုစိတ်ကတော့လှမ်းကြည့်နေအဲကြည့်မရတဲ့လူမှခဏခဏသတိရတယ်လူကခက်တယ်ကြည့်မရဘူးဆိုတဲ့လူခဏခဏတွေ့အဲ့ဒါလို့ကြည့်မရပါဘူးဆိုတဲ့စိတ်ထဲမှာမကြေမနပ်ဖြစ်နေတဲ့ဘု து အပေါ်များငါမကြေမနပ်ဖြစ်နေတာရှိတယ်ဘယ်ပစ္စည်းပေါ်မှာမကြေမနပ်ဖြစ်နေတာရှိတယ်လူတွေဆိုတာပုဂ္ဂိုလ်ပေါ်မှာလည်းမကျေနပ်တာရှိတယ်ပစ္စည်းပေါ်မှာလည်းမကျေနပ်တာရှိတယ်နော်တစ်ပင်တောင်မှဒီတစ်ပင်ကြီးရှုပ်တယ်ဆိုခုတ်ပြစ်သေးတာလေအဲ့တော့မကျေမနပ်အတုံးကြောင့်ခုတ်တာမဟုတ်ဘူးတချို့ကမကျေနပ်လို့ခုတ်တာအဲ့ဒါလို့မကျေနပ်မှုများငါမှရှိသလားမရှိဘူးလားစဉ်းစားဆင်ခြင်ပေးပါတဲ့ဒီလိုဆိုလို့တယ်ဒါလည်းသိအောင်လုပ်ဖို့လိုတယ်အေးမကျေမနပ်ဖြစ်တယ်တို့စိတ်ထဲမှာမကြေမချမ်းဖြစ်နေတယ်အကြောင်းအရာတစ်ခုပေါ်မှာတွေးလိုက်တိုင်းမကြေမချမ်းဖြစ်နေတယ်ဥပမာမယ်တောကတွေဖြစ်နေတယ်ရှက်ရွံ့တဲ့စိတ်တွေဖြစ်တယ်ဝမ်းနည်းမှုတွေဖြစ်တယ်ဒီအကြောင်းအရာတွေးလိုက်ဘယ်ရာမှမကောင်းဘူးမကြေမနပ်ဖြစ်နေတာဒေါသနော်ဝမ်းနေတာတို့တောကဒေါမနတစိတ်ခံစားမှုတွေဒါမျိုးတွေဖြစ်လို့ရှိရင်အဲ့ဒါတွေလွှမ်းမိုးပြီးတော့ဒီတရားတွေကလည်းအပြစ်ရှိတယ်တဲ့ဒါတွေလွှမ်းမိုးနေတဲ့အချိန်လေးမှာတည်သွားမယ်ဆိုလို့ရှိရင်မကောင်းတဲ့ဘဝရောက်သွားတာတေချာကြည့်မန္လိကာမိဖုရားကြီးချစ်ကောသလမင်းကြီးရဲ့မိဖုရားကောသလမင်းကအားကိုးရဆုံးပညာလည်းထက်မြက်တဲ့တွက်လက်တဲ့ချက်ချတယ်သူကရုပ်တော့မလှဘူးမင်းမျိုးမင်းတွေကမဟုတ်ဘူးပန်းတယ်ရဲ့သားသမီးနော်ပန်းတယ်ရဲ့သမီးသို့တော့အမှန်တမ်းဖြတ်ဖြတ်လက်လက်သူကရှိတယ်ဖြတ်ဖြတ်လက်လက်ရှိလို့တွတ်တွတ်လက်လက်ချက်ချက်ချာချာရှိလို့ဘုရင်ကြီးကသဘောကျပြီးတော့မိဖုရားမြောက်ထားအဲ့ဒီမန္လိကာတေဂန်ဒီမှာအမှားတစ်ခုအတွက်စိတ်ပြက်ဝမ်းနည်းနေတာကြီးကဖြောက်လို့မရဘူးတေဂန်ဒီမှာဖြောက်လို့မရဘူးအဲ့ဒါကြီးကပဲလာပြီးလွှမ်းမိုးတည်တဲ့အခါကျပဲရောက်သွားတော့ဆိုဝေကြီးငရဲကျသွားတယ်အဲ့ဒီဝမ်းနည်းကြေကွဲနေတဲ့စိတ်ကြီးနဲ့သူ့အမှားတစ်ခုအပေါ်မှာယူကျုံမရဖြစ်နေတဲ့စိတ်နဲ့တည်သွားတာလူစားအမှားတစ်ခုလှုပ်ပြီးလို့ရှိရင်လေပြန်ပြီးတော့တအုံနွေးနွေးဖြစ်နေတတ်တယ်အဲ့ဒီတအုံနွေးနွေးဖြစ်နေတာလည်းမကောင်းဘူးအမှားကိုအမှားလို့သိပြီးတော့နောင်မမှားစေရဘူးမှားပြီးသားအတွက်ငါဘာတတ်နိုင်မှာတော့ဆိုတာဖြောက်ပြဖို့လိုတယ်ပေါ့အမှန်ကိုပဲလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုထားအမှားတစ်ခုကျွလွန်ပြီးရင်လေဒါကိုတွေးပြီးတော့ဆွေးမနေနဲ့တော့နော်ဒီအမှားမျိုးနောက်ထပ်ငါမဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဖြောက်ပြရမယ်သူအဲ့ဒါလို့မဖြောက်နိုင်တော့ဒီစိတ်ကိုလွှမ်းမိုးနေသည့်အတွက်ကြောင့်
သေတဲ့အခါမှာအဝိဇ္ဇငရဲကြသွားရှာတယ်ဒါလည်းပဲလူရေအတွက်နဲ့9ရက်တင်မှာနောက်ကြတော့သူ့ရဲ့ကုသိုလ်ကောင်းမှုတွေကဆွဲတင်လိုက်တော့နတ်ပြည်ရောက်သွားပြန်တာပေါ့ဘဝဆိုတာတော့ပြောလို့မရဘူးပြောလို့မရဘူးဘုန်းကြီးလည်းပြောလို့မရဘူးလူလည်းပြောလို့မရဘူးဘာလို့ဆိုတော့ဒီစိတ်ထဲမှာမကောင်းတာတွေရှိစိတ်ထဲမှာခုနအခုပြောတဲ့လောဘတွေဒေါသတွေအမှန်တန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့လို့ဒါတွေဟာမကောင်းတဲ့အရာတွေလို့ဒီလိုပြောတာဒါတွေကိုဆင်ញင်စဉ်းစားကြည့်ပါနောက်နံပါတ်3ဆင်ញင်စဉ်းစားမှာတော့ဘာလို့ဆိုဌိနမိတ်တဌိနမိတ်တဆိုတာအစ်ချင်မှဌိနမိတ်တမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်စိတ်ကတွန့်တရားနာသွားမယ်ဆိုစိတ်ကတွန့်စိတ်မပါခြင်းတရားထုတ်ရမယ်ဆိုစိတ်ကနောက်တွန့်မပျော်ဘူးမသွက်လက်ဘူးနော်စိတ်အားတက်ကြွမှုမရှိတာအဲ့ဒါတွေကဌိနလို့ခေါ်တယ်စိတ်အားတက်ကြွမှုမရှိဘူးစိတ်အားတက်ကြွမှုမရှိရကနေနောက်ဆုံးမှာလူကပါမပါလာတော့မိတ်တအဲ့ဒီဌိနမိတ်တဆိုတာကုသိုလ်တွေကိုဆုပ်ပိတ်တတ်တဲ့အရာဖြစ်တယ်ကောင်းမှုကုသိုလ်မှာမတက်ကြွဘူးသို့တော့ဒီပြင်ဝိုင်းမှာတက်ကြွတယ်သူကဒီပြင်ဝိုင်းကြရင်သူကတွက်ကြတယ်ဘယ်သွားမယ်ဆိုရင်တက်ကြွတယ်နော်ဘာဝိုင်းဖြစ်ဖြစ်ကျန်တဲ့ဝိုင်းနေမှလည်းအကုန်တက်ကြွတယ်တရားပွဲကြမတက်ကြွဘူးရိတ်တာကြမတက်ကြွဘူးကုသိုလ်လုပ်ဖို့ကြမတက်ကြွဘူးအဲ့ဒါကိုဌိနမိတ်တလို့ပြောငါမှာကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့မတက်ကြွတဲ့စိတ်တွေများရှိနေသလားဆိုတာကိုဆင်ញင်စဉ်းစားပါတဲ့ဟောနောက်တစ်ခါဆင်ញင်စဉ်းစားရမှာဘာလို့ဆိုလူတွေမှာတစ်ခါဟိုတွေးတီတွေးနေစိတ်တွေကစုစည်းလို့မရအောင်စိတ်လေးနေတတ်တယ်ဘာလို့မှမသိအောင်စိတ်တွေလေးနေတတ်တယ်အဲ့ဒီစိတ်လေးနေတဲ့သဘောဟာကောင်းတဲ့သဘောမဟုတ်ဘူးဥဒိစ္စလို့ခေါ်တယ်အဲ့ဒီလိုစိတ်တွေလေပြီးတော့စိတ်ကိုစုဆွေးလို့မရနိုင်တဲ့အခြေအနေမျိုးငါမှရှိနေသလားကိုယ်စိတ်ဟာကောင်းတဲ့ဘက်ကိုစုစည်းလို့မရတော့အောင်လေလွင့်နေသလားဒီဘက်ဆိုစိတ်ကိုမပါဘူးစိတ်တွေကလေလွင့်နေတယ်ဒီလိုဟာမျိုးရှိနေသလားလို့ကိုယ့်ကိုယ်စဉ်းကျင်စဉ်းစားကြည့်ပါဟောနောက်တစ်ခုကတော့ဝိသိကိစ္စဘာသာရေးကိစ္စတွေတွေးလိုက်တဲ့အခါကျတော့ဟုတ်မှဟုတ်ရဲ့လားနော်ဖျားပွင့်နေဆိုတာရောဟုတ်မှဟုတ်ကဲ့လားဒီဘာသာကဒီလိုဟောတယ်ဟိုဘာသာဟိုလိုဟောတယ်ဟုတ်ရောဟုတ်ကဲ့လားလို့ဒီအမှန်ကိုမတွေးနိုင်တဲ့လက်မခံနိုင်တဲ့တန်လျာကြီးတွေလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တရားဟာထိုတန်လျာနဲ့ပဲသူကဘာတစ်ခုမှမလုပ်ဖြစ်တော့ဖြေမထုံးနိုင်ဘူးဖြစ်သွားတယ်အဲ့ဒါဟာလည်းပဲအဟံတာအနှောက်အယှက်ကြီးဖြစ်တော့ငါမှဘာသာရေးကိစ္စနဲ့ပတ်သက်ပြီးများတန်လျာရှိသလားကိုယ့်ကိုကံတရားဆိုတာရောတန်တရားရှိသလားကုသိုလ်ကံကကောင်းကျိုးပေးတယ်ဆိုတာနဲ့ပတ်သက်ရောတန်တရားရှိသလားတို့ကျင့်နေကြတဲ့၅ပါးသီလတို့တရဏဂုံတို့ဆိုတာရောတကယ်ကျင့်တဲ့အတိုင်းအကျိုးဖြစ်ထွန်းတယ်ဆိုတာဟုတ်ကလားဟောတန်တရားတွေဖြစ်လာနိုင်တယ်ပေါ့အဲ့ဒီတန်တရားမျိုးတွေငါမှရှိနေသလားလို့ဆင်ញင်စဉ်းစားပေးရမယ်တဲ့ဒါဆင်ញင်တဲ့အပိုင်းတွေကိုပြောတာနောက်မှလှုပ်ဆောင်ရမယ့်အပိုင်းကိုဆက်ပြီးတော့မြတ်စွာဘုရားဟောနောက်တစ်ခုဆင်ញင်စဉ်းစားပေးရမှာဘာလို့ဆိုဖြစ်ကနေရှိငါစိတ်တူတတ်သလားတချို့ကလည်းစိတ်တူတတ်တယ်စိတ်တူတာကိုဂုံယူသေးတာတချို့ကနော်ငါစိတ်လာမစမ်းနဲ့ငါစိတ်တူတယ်ဆိုတော့တစ်ဖက်သားကသူချင်းချောက်တယ်အမြဲတမ်းနော်တချို့ကယောဂနဲ့ပူးတွဲပြီးတော့ချင်းချောက်သေးတယ်ငါနှလုံးယောဂရှိတယ်နော်စိတ်တူလို့မရဘူးသွေးတို့ရှိတယ်ဆိုပြီးတော့သူစိတ်မတူအောင်ဘေးကလူကချော့အောင်လို့အဲ့တော့စိတ်တူတယ်ဆိုတာလူတွေမှာခုနဗျာပါဒနဲ့ဒီဟာနဲ့မတူဗျာပါဏဆိုမုန်းတဲ့အမုန်းတရားတွေစိတ်ထဲမှာအလိုမကျဖြစ်တယ်ဒါမှမဟုတ်ထစ်ကနေရှိဆိုရိုက်လိုက်မယ်ထစ်ကနေရှိဆိုနှက်လိုက်မယ်ဆဲလိုက်မယ်ရေးလိုက်ဆိုအရာရာမှာစိတ်တူတယ်အိမ်ကအလုံးသမားတွေပေါ်မှာစိတ်တူတယ်အိမ်မှာခိုင်းတဲ့ပုဂ္ဂိုလ်တွေပေါ်မှာစိတ်တူတယ်တခါဘယ်သူမှစိတ်မတူရကိုယ့်ကိုယ်စိတ်တူတယ်နော်တခါတရံလမ်းရှိနေတဲ့ပကံတော်မှာစိတ်တူပြီးကံပြစ်တတ်တယ်စိတ်တူတဲ့လူကအကုန်စိတ်တူတယ်ဘုန်းကြီးတို့ရမှာစိတ်တူတဲ့လူကြီးတယောက်ရှိတယ်သူစိတ်တူပုံကသူကမန္တဆင်ဖို့ရရှင်းတော့လဲဝါလို့ခေါ်တယ်ပေါ့ပန်းနေလှီးပြီးတော့နေတဲ့အချိန်လေကတိုက်လာတဲ့အခါကျတော့သူဖိထားတဲ့စက်ကူတွေလွင့်ခုံ
အဲ့ဒါစိတ်တူလိုက်ပုံကတော့ဒီလေဟာဆိုပြီးတော့နာရှိတဲ့ဓာတ်နဲ့လိုက်ရမ်းတယ်လေကိုသူစိတ်တူပုံကအဲ့ဒါလေတောင်ဓာတ်နဲ့ထခုတ်နောက်တခါကြီးတယောက်စိတ်တူပုံကတော့ဘုန်းကြီးတို့ရကမန္တလေးကနေဆိုလို့ရှိရင်မြစ်ကြောင်းကနေဆန်တက်ရတရားဝတီမြစ်ကမ်းပေါ့မန္တလေးနဲ့ဆိုရင်ဝေးတာတော့မဟုတ်ဘူးအိမ်90လောက်ပဲရှိတယ်သို့တော့မြစ်ဆိုတာတပ္ပနတိဝင်ကားနတိဆိုတဲ့အတိုင်းမြစ်ဆိုတာအကောက်အကွေ့အမြဲတမ်းများတာဟုတ်အဲ့တော့ကွေ့ကောက်သွားတယ်ရေကလည်းစီးတဲ့အခါဆန်တက်ရတယ်ဆိုတာအမြဲတမ်းဒုက္ခရောက်တယ်တခါတည်းကမ်းမပေါ်တက်ပြီးတော့လှေကိုကျိုးနဲ့ချီပြီးတော့လူကနေပြီးတော့နွားယုံတယ်လို့ယုံရတာလှေကိုဆန်တက်ရတာတက်နေကြီးပဲမလှော်နိုင်တော့လေလေးကလာပါစေလို့ဆူတောင်းတယ်လေကမလာဘူးရွက်တိုင်ကလေးနဲ့ဆိုရင်တော့အသာလေးလေအားနဲ့ဆန်တက်လို့လွယ်တယ်ပေါ့အဲ့ဒါလို့လေကိုမျောနေလိုက်တာလာရင်နဲ့တဏီကုံဆန်တက်လာတယ်နောက်ဆုံးကြတော့ရွာနာလည်းရောက်ရောလေကဖြူဖြူနဲ့တိုက်လာတဲ့အခါလေကိုဒေါသထွက်လို့တဲ့အဲ့ဒီမှာရွက်တိုင်ကြီးဖွင့်ပြီးတော့ရွာကြော်ပြီးတော့ဆန်တက်သွားရွာကြော်ရွက်တိုင်ဆိုတာအဲ့ဒီရွာရောက်နေပြီပဲမစင်းသေးဘူးကဲခုမှတိုက်ရမလားတိုက်ဆန်းဟာဆိုပြီးတော့အထက်ထီအောင်ဆန်တက်သွားဖြစ်ရပါဘာဒါကတကယ် true story တွေတကယ်ဖြစ်ခဲ့တာတဲ့အဲ့တော့လူကနေပူရမလားခလုတ်တိုက်ရမလားဆိုပြီးတော့ဒေါသကြီးတဲ့လူတွေတွေ့ဘူးတယ်နော်ဒေါသကြီးတဲ့လူတွေတွေ့ဘူးတယ်အဲ့ဒီလိုဒေါသကြီးတာငါမှရှိနေသလားအကြောင်းမဲ့တွေစိတ်တူပြီးတော့နေတာမျိုးငါမှရှိသလားကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ပါတဲ့နောက်တစ်ခုကတော့ဘာလို့ဆိုတန်ကိလေသာစိတ်တာစိတ်ကိုပူပန်ပြီးတော့ကိုယ်စိတ်ထဲမှာကိုယ့်ကိုညှင်းဆဲနေတာဘာချောင်းမှလည်းမသိဘူးစိတ်တွေညစ်ပြီးတော့စိတ်ထဲမှာအများအားပူတတ်တယ်အဲ့ဒီပူတတ်တဲ့စိတ်တွေငါးတဏ္ဍာမှာပူပန်မှုတွေရှိသလားဒါလည်းဆင်ញင်စဉ်းစားကြည့်ပါတချို့ကဘာလို့မဟုတ်6တိုက်ပူနေတာတွေးပြီးတော့နော်6တိုက်ပူနေတာပဲဟိုတွေးဒီတွေးနဲ့ပူနေတဲ့လူကတော့ပူတာပဲမပူနဲ့လို့ပြောလို့မရဘူးအရွာကဒကမာကြီးတယောက်ဆိုလို့ရှိရင်အဲ့လိုပဲသားသမီးတွေပြန်မလာသေးအိမ်မောက်ကနေမျောပူနေတာမရောက်မချင်းပူနေတာရောက်ပြန်တော့တစ်မျိုးပြောင်းပူပြန်တယ်သူကမရောက်သေးရင်တော့လူမမြင်ရသေးတော့တစ်မျိုးပူတယ်လူမြင်ပြီးတဲ့အခါကျတစ်မျိုးပူပြန်အဲ့တော့အပူကရမှမရတာကိုလိုပြောင်းပူဒီလိုပြောင်းပူနေအဲ့ဒါလိုနေတဲ့အပူမျိုးတွေကိုယ်မှရှိသလားဆင်ញင်စဉ်းစားကြည့်ဟောနောက်တစ်ခါကျတော့ကိုရောစိတ်ရောမငြိမ်းချမ်းတဲ့သဘောတွေလူတွေမှာပူပန်မှုကိုအကြောင်းပြုပြီးတော့စိတ်တွေမငြိမ်းမချမ်းဖြစ်နေဘာကြောင့်ရလို့မသိဘူးတချို့လူတွေစိတ်ညစ်တတ်တဲ့လူကစိတ်ကဘယ်တော့မှမငြိမ်းချမ်းဘူးနော်အဲ့ဒါလို့မငြိမ်းချမ်းတဲ့အနေအထားမျိုးငါမှရှိနေသလားစိတ်ဟာအေးချမ်းပြီးတော့ပျော်ရွှင်မှုရှိရလားဒါလည်းဆင်ញင်စဉ်းစားကြည့်ပါတဲ့ဟောနောက်တစ်ခုဆင်ញင်စဉ်းစားမှာတော့ဘာလို့ဆိုကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်ငါလောက်ရမှာပြင်းသလားတွန့်ဆုတ်သလားကြိုးစားအထောက်မှုရှိသလားကိုယ့်ကိုတတိရလိုက်တယ်ဩဘုရားကံတန်ရှင်းရမယ်နေပါစေဦးနေစောပါသေးတယ်အဲ့ဒါပြင်းတာနော်စောသေးတယ်အချိန်မကြာသေးဘူးမဲဒီလိုအိယာထားတော့မယ်လို့ဆိုရင်နိုးလာတယ်စောပါသေးတယ်လေဒါနဲ့မိုးလင်းသွားတော့အဲ့ဒါလို့စောရင်လည်းစောသေးတယ်မိုးအေးလို့ရှိရင်လည်းအေးနေသေးလို့ပူလို့ရှိရင်လည်းပူလို့အဲ့ဒါလို့တစ်ခုခုကိုအကြောင်းပြုပြီးတော့ဖင်နွဲတာမှန်သမျှပြင်းတယ်လို့ခေါ်တယ်လောက်ရမယ့်ကိစ္စတစ်ခုကလောက်ရမယ့်ဟာတစ်ခုကိုအချိန်ဆွဲတာအဲ့ဒီအချိန်ဆွဲတာလူတွေတင်ဆွဲတာမဟုတ်ဘူးတခါကြီးတယောက်ပြောဘူးတယ်တစ်လုပ်ငန်းမှာလှုပ်တော့ဆင်ကြီးတဲ့ကောင်ရှိတယ်အဲ့ဆင်ကြီးကအမှန်တမ်းပြင်းတဲ့ကောင်အလုံးစင်းခေါင်းလုံးတီးပြီဆိုရင်ဟိုသွားဒီသွားနဲ့အတော်နဲ့ဟေးလာဟေးဆိုတာဟောင်းလို့မရဘူးအဲ့ဒီခေါင်းအဲ့တော့နိုင်ဝက်တနာရီလောက်ကတော့သူကအချိန်ဖြုံးပစ်တာဟိုလိုဒီလိုလုံနေတာသူခေါ်လို့တော့လည်းမရအလုံးသိန်းခေါင်းလုံးထိုးတာနဲ့တပြိုင်နဲ့သူကလက်ထဲနှာမောင်းထဲရှိတဲ့တစ်တုံပစ်ချပြီးသွားတော့တာပဲခိုင်းလို့မရဘူးအဲ့သူကအဲ့ဒီဆင်ကြီးကအလုံးဝင်ကြရင်ဘယ်တော့မှဆိုအဲ့ဒါနိုင်ဝက်တနာရီနောက်ကြတာအလုတ်သိမ်းကြရင်သူပထမဆုံးပြီးတယ်
အဲ့ဒါပြင်းတဲ့ရဲ့လက္ခဏာတွေပဲဘုန်းကြီးတို့ကျောင်းမှာလည်းပဲကိုရင်လေးတွေစာအံခောက်ပြီးတော့စာအံခိုင်းတယ်ချိန်မှာစာအံခောက်ပြီးဆိုရင်စာအံဌာနကိုအတော်နဲ့မရောက်ဘူးအတော်နဲ့မရောက်ဘူးအဲ့ဒီကျမှရှင်ငယ်သွားဆွန်တာတို့ကုရီအိတ်တက်တာတို့ဟိုလိုလိုဒီလိုလိုတွေလုံနေကြတာနော်အနည်းဆုံး10မိနစ်15မိနစ်ဆိုနောက်ကြပါစာအံသိန်းတို့တန်ခောက်လိုက်တာနဲ့တပြိုင်နက်ဒေါင်းဆိုဆင်းသွားကြအိုးပြင်းတဲ့သဘောဟာအဲ့တိုင်ပဲမှန်နော်လူတွေရဲ့ပြင်းတဲ့သဘောရုံးသမားတွေတော့ကိုမသိလို့ဒီလိုပဲလားမသိဘူးရုံးချိန်မှာစောစောရောက်တာလားတော့မဟုတ်ရုံးချိန်စောဆင်းတာလားတော့မသိဘူးအဲ့ဒါကုသီတလို့ခေါ်တယ်ပြင်းတာတဲ့အဲ့ဒါတွေအဲ့ဒီလိုပြင်းရင်မှုတွေငါမှရှိနေသလားတခုခုကိုအကြောင်းပြုပြီးတော့ဖြစ်နွယ်လေးကန်နေတာမျိုးဒီလေးလုံနေတာတွေရှိသလားပေါ့ကိုယ့်ကိုယ်ဆင်ခြင်သုံးသပ်ရမယ်တဲ့ဟောနောက်တစ်ခုကဘာတော့ဆိုရင်အတ္တမဟိတနဲ့သမဟိတစိတ်လေးကတည်ငြိမ်မှုမရှိဘူးခဏကဥဒိစ္စစိတ်လေးနေတာပြန့်တယ်အခုကစိတ်ကဘလို့မှတည်အောင်လုပ်လို့မရစိတ်ကိုအာရုံတစ်ခုထဲမှာထားဖို့မကြိုးစားလို့မရအဲ့ဒီလိုစိတ်ဟာတမာတိကင်းမဲ့နေတဲ့စိတ်လားသို့မဟုတ်တမာတိရှိတဲ့စိတ်လားလို့ဆင်ញင်ပေးပါလို့မြတ်စွာဘုရားဟာဒီအချက်30နဲ့ဒါတွေဟာအရေးကြီးတဲ့အချက်တွေမို့ကိုယ့်ကိုပြုပြင်မှုအတွက်ဆင်ញင်စဉ်းစားခိုင်းတာကဲဆင်ញင်လိုက်ပြီဆိုလိုက်တာနဲ့တပြိုင်နက် contemplation လုပ်လိုက်တယ် contemplation လုပ်လိုက်လို့ရှိရင်အဖြေဆိုတာပေါ်လာတာပဲလေရှိသလားမရှိဘူးလားစဉ်းစားလိုက်ရင်မရှိရင်မရှိဘူးရှိတယ်အဲလူတွေလည်းဆင်ញင်ပါတယ်မိဖို့ကြောင့်ထဲမှာဆန်းရှိသေးလားဟုတ်လားစီးရှိသေးလားဟုတ်မကြည့်ရင်သိမှမသိပဲနဲ့ဒါလည်းအဲ့ဒါလိုပဲကိုယ်စိတ်ထဲမှာဓာတ်တွေရှိသလားမရှိဘူးလားဒီနှစ်ခုဆင်ញင်သုံးသပ်လိုက်တဲ့အခါကျတော့အဖြေတစ်ခုထွက်လာကဲရှိတယ်ဆိုတဲ့အဖြေထွက်လာမလုပ်နဲ့မကောင်းတာတွေခုနလောဘတွေဖြစ်တယ်ဒေါသတွေရှိနေတယ်မကောင်းတဲ့အနေအထားတွေကိုယ်စိတ်ထဲမှာအကုန်ရှိနေတယ်ဆိုရင်ဘာလုပ်မလဲဆိုတော့မြတ်စွာဘုရားတတိတံပစညဓာတ်တွေကိုအာယုံမပြတ်ထားပြီးတော့ဆင်ញင်တုံတရားနဲ့မပြောက်ပြောက်အောင်ကြိုးစားပြီးတော့ဖြောက်ပါတဲ့ဒီလိုဆိုလို့လေလောဘရှိနေရင်လည်းကြိုးစားပြီးတော့ဖြောက်ပါမကြေမနတ်ဓာတ်တွေရှိနေလည်းကြိုးစားပြီးတော့ဖြောက်ပါစိတ်ကောင်းတဲ့ဘက်တွန့်ဆုတ်နေရင်လည်းကြိုးစားပြီးတော့ဖြောက်ပါနော်စိတ်တွေလေလွင့်နေတယ်ဆိုရင်လည်းကြိုးစားပြီးတော့ဖြောက်ပါတန်တရားတွေရှိနေတယ်ဆိုရင်လည်းကြိုးစားပြီးတော့ဖြောက်ပါတဲ့ဒီလိုစိတ်တူတတ်လို့ရှိရင်လည်းမတူအောင်ကြိုးစားပြီးတော့ဖြောက်ပါခန္ဓာကိုယ်ထဲမှာဒီစိတ်ထဲမှာအမြဲတမ်းပူတတ်တယ်ဆိုလို့ရှိရင်လည်းမပူတတ်အောင်ကြိုးစားပါနောက်တစ်ခါစိတ်ထဲမှာငြိမ်းချမ်းမှုမရှိဘူးဆိုရင်လည်းမဖြစ်အောင်ကြိုးစားပါပြင်းတတ်တယ်ဆိုလို့ရှိရင်လည်းမပြင်းအောင်ပြင်းမှုကိုကြိုးစားပြီးတော့ဖြောက်ပါစိတ်မတည်ငြိမ်ဘူးတမာတိကင်းမဲ့နေတယ်ဆိုရင်လည်းတမာတိကင်းမဲ့မှုမရှိအောင်ကြိုးစားပြီးတော့ဖြောက်ပါဘလောက်ထိအောင်ကြိုးစားရမလို့ဆိုတော့မြတ်စွာဘုရားဥပမာပေးထားတာခေါင်းမီးလောင်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့အဲ့ဒီခေါင်းမီးငြိမ်းမှုရတဲ့အရေးတကြီးလောက်ရတယ်လို့ပဲကိုဝတ်ထားတဲ့အဝတ်တစ်ခုကိုမီးလောင်လို့ရှိရင်အဲ့ဒါတဲ့အရေးကြီးတာဒီအဝတ်မီးလောင်နေတဲ့အဝတ်ကိုငြိမ်းအောင်လုပ်ဖို့အရေးကြီးတယ်လို့နော်အရေးတကြီးလုပ်ပါလို့ဒီလိုပြောတာအရေးတကြီးမလုပ်ရင်လူလောင်တော့မှာပေါ့အေးဒါကြောင့်မလို့ဒီအကုသိုလ်တရားတွေမကြီးထွားခင်ကိုယ်တဏ္ဍာကပျောက်သွားအောင်မကောင်းတဲ့အခြေအနေဆိုတွေကိုဖယ်ရှားပစ်ဖို့ကြိုးစားအားထုတ်ပါလို့ကြိုးစားအားထုတ်ပါလို့ပြောတာဘာနဲ့ကြိုးစားရမှာလဲဆိုရယ်ဒီသုတ္တံမှာမြတ်စွာဘုရားဟောမပေးဘူးနော်ဘာနဲ့ကြိုးစားရမှာတော့ဆိုရင်မြတ်စွာဘုရားရဲ့အဖြေတွေအားလုံးဟာမဂ္ဂင်၈ပါးနဲ့ကြိုးစားမှာကြီးပဲကောတတိတံပညာနဲ့ကြိုးစားတယ်တတိထားထယုံနဲ့ပဲတော်တော်လေးရော့ပါသွားနိုင်တယ်ပေါ့အပြစ်တွေကိုဆင်ញင်ရမယ်အကျိုးကိုဆင်ញင်ရမယ်တစုံတစ်ခုကိုကိုယ်တဏ္ဍာမှာမကောင်းတဲ့အရာတစ်ခုဖျောက်ချင်ပြီဆိုရင်သူ့ရဲ့အပြစ်ကိုဆင်ញင်ရှိခြင်းရဲ့အပြစ်ကိုဆင်ញင်မရှိခြင်းရဲ့အကျိုးကိုစဉ်းစားဒီနှစ်ခုနဲ့ဖျောက်လို့ရတယ်နော်ဒါဖျောက်တဲ့နည်းတစ်ခုပဲဒေါသကြီးနေဒေါသရဲ့အပြစ်တွေကိုဆင်ញင်စဉ်းစားကြည့်ဒေါသရဲ့အပြစ်တွေကိုဆင်ញင်စဉ်းစားပြီးတစ်ဖက်ကမေတ္တာတက်ဝင်ချစ်ခင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုဆင်ញင်စဉ်းစား
အကျိုးနဲ့အပြစ်အဆိုးနဲ့အကျိုးဒီနှစ်ခုကိုဆင်ញင်စဉ်းစားကြည့်လိုက်တာနဲ့တပြိုင်နက်ပျောက်သွားမှာကိုယ့်အကိုလှုပ်ကြည့်နော်အပြစ်ကိုနာနာဆင်ញင်ပေးလို့ရှိရင်အပြစ်ဆိုတာလူတွေကမလိုချင်ဘူးလေမကောင်းတဲ့ဘက်ကအမြဲတမ်းကြည့်ပေးတဲ့အခါကျမကောင်းတာတွေမဖြစ်ရအောင်ဒါဖြင့်ကောင်းတာကိုရွေးတတ်အောင်ကောင်းတဲ့ဘက်ကိုပါဆင်ញင်ပေးရတယ်ဒီနှစ်ခုဆင်ញင်ပေးတာအဲ့ဒါကိုစာပေလို့ပြောလို့ရှိရင်သူကအာဓိနဝဓာတဝီအပြစ်ကိုရှုတာအာနိတန္တဓာတဝီအကျိုးကျေးဇူးကိုမြင်တာသူ့ရဲ့အပြစ်ဒေါသကိုဖြောင်းမယ်ဆိုရင်ဒေါသရဲ့အပြစ်ကိုဆင်ញင်ဒေါသကင်းပြီးတော့မေတ္တာသက်ဝင်ခြင်းရဲ့အကျိုးကျေးဇူးကိုဆင်ញင်ဒီတစ်ခုဆင်ញင်ပေးခြင်းအပြင်ဒေါသလျော့ပါသွားမယ်ဒီလိုဆိုလိုတာနော်အေးစိတ်ရဲ့ထွက်ပေါက်များဆိုတဲ့အထဲမှာလည်းပဲစိတ်တွေထွက်ပေါက်တွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်ပေါ့ဘုန်းကြီးတို့ရင်တော့စိတ်ထွက်ပေါက်များဆိုပြီးဟောပေးထားရှိတယ်မြတ်စွာဘုရားဟောတဲ့တရားတွေပဲနည်းတွေပဲနော်အဲ့ဒါတွေနဲ့ဆက်ဆက်ပြီးတော့မကောင်းတဲ့စိတ်တွေကလွတ်မြောက်အောင်ကြိုးစားအထောက်ကြအောင်ပါပေါ့အဲ့ဒီမှာမြတ်စွာဘုရားဟောတဲ့စကားလုံးနဲ့ဆိုရင်တေတံယေဝပါပကနာအကုသလနာဓမ္မနာပဟာနာယအဲ့ဒီမကောင်းတဲ့အခြေအနေဆိုးတွေအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ရအတွက်ကြိုးစားပါတဲ့လုံလဝိရိယလောက်ပါအထောက်ပါအမြဲတမ်းလောက်ပါနောက်မဆုတ်ပါနဲ့လျှော့မပေးပါနဲ့ဒီလိုဆိုလို့တယ်နော်မအောင်မြင်လည်းပဲအောင်မြင်သည်ထိအောင်ကြိုးစားပါတဲ့အပတိဝါနီဆိုတဲ့စကားလုံးလေးကိုမြတ်စွာဘုရားသုံးတယ်ဘယ်တော့မှနောက်မဆုတ်နဲ့မရမချင်းကြိုးစားလို့ဒီလိုပြောတာနော်အဲ့ဒါလို့ကြိုးစားအထောက်ခြင်းဖြင့်ဒီဟာတွေမကောင်းတဲ့အခြေအနေတွေအကုန်လုံးဖယ်ရှားပစ်ပြီးတော့ဖယ်ရှားနိုင်ပြီးသားဖြစ်ပါလိမ့်မယ်တဲ့ကဲဒါဖြင့်အဖြေကလောဘမရှိဘူးအကောင်းထွက်လာတယ်ဆိုတာဆိုအကောင်းထွက်လာပြီအဖြေကအကောင်းတွေရလာနော်အကောင်းထွက်လာပြီဆိုရင်တော့ဘာလုပ်မလဲဆိုရင်အဲ့ဒီကောင်းတဲ့အခြေအနေပေါ်မှာယက်တည်ပါတဲ့တေတုယေဝဓမ္မေတုပဋိဋ္ဌာယအဲ့ဒီပေါ်မှာပဲယက်တည်ထားပြီးတော့ဥတ္တရိအာတဝနံခယာယယောဂောကရဏီယောတဲ့ဆက်ပြီးတော့မကောင်းတာတွေလုံးဝပျောက်သွားသည့်အထိအောင်ဆက်ကြိုးစားပေးပါဒါမြတ်စွာဘုရားဟောတဲ့တရားပဲပေါ့အဲ့တော့လုံးဝကုံဆုံးသွားသည့်အထိအောင်ကြိုးစားပါဒီအကောင်းလေးနဲ့ရမနေပါနဲ့ဒီအကောင်းပေါ်မှာအခြေစိုက်လိုက်ပါအခြေစိုက်ပြီးတဲ့အခါမှာကိုယ်တဏ္ဍာမှာရှိတဲ့အာတဝတရားတွေလုံးဝကင်းသွားသည့်အထိအောင်ဆိုလိုတာကယဟန္တာဖြစ်သည့်အထိအောင်အရတ္တဘက်အရတ္တဖို့ရသည့်အထိအောင်ဆက်ပြီးတော့ကြိုးစားပါဒီအခြေအနေကောင်းတွေပေါ်မှာယက်တည်ပြီးတော့ကြံ့ကြံ့ခံယက်တည်ပြီးတော့ရှစ်ဆက်လောက်ပါလို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့တော့မြတ်စွာဘုရားရဲ့ဒီဩဝါဒတော်ကတော့ကောင်းတာလုပ်တယ်ဆိုရင်လည်းပဲလမ်းကူးလက်မှာရပ်မထားနဲ့တို့ပါပဲသောတာပန်ဖြစ်သွားရင်လည်းသောတာပန်နဲ့တည်းမရပ်နိုင်နဲ့တဂရဂံဖြစ်အောင်လုပ်တဂရဂံဖြစ်ပြီးရင်လည်းမရပ်နိုင်အောင်အနာဂံဖြစ်အောင်လုပ်အနာဂံဖြစ်ပြီးရင်လည်းမရပ်နိုင်အောင်ယဟန္တာဖြစ်အောင်လုပ်ယဟန္တာဖြစ်ပြီးဆိုတော့မှလှုပ်เสียမှရှိတော့အဲ့ဒီထိအောင်သွားလို့ဆိုလို့တယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်မြတ်စွာဘုရားအားလုံးဟာပြည့်ပြည့်စုံအောင်လုပ်ဖို့အမြဲတမ်းညွှန်ကြားလေးရှိတယ်ပေါ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့သာစိတ်တသုတ်လာကျင့်စဉ်အတိုင်းနော်နေ့တိုင်းဆင်ញင်ကိုယ်စိတ်ကိုပြင်ဖို့ဒါဟာအရေးကြီးတဲ့ကျင့်စဉ်တစ်ခုဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးဘုရားမြတ်စွာရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေ
သက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာဓာတ်ဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရအခြင်းကြောင့်တဝေတံကျွင်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးဒီဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရွှေမြူဝမုံလူတွေရဲ့ကြည်နုဝဲကြုံဖူးပွဲညကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိဒီဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သိကြိုင်လည်၍နေကြပါစေကုန်သတည်း